ကဲသမီးလေးအနေနဲ့ပေါ့နော်ဒီဆရာတို့ရဲ့ဒီပန်းအောင်စုံကျောင်းလေးရဲ့ဆရာတို့က AK ဆော့ဖီရဲ့ကိုထွန်းမင်းတန်းစာမဏီပြီးတော့အလေးအောင်ဂရုပြီးတော့အဲ့ဒီဒါတော့เนาะဒီမိတ်ဆွေတွေကနေစုပေါင်းပြီးတော့သမီးတို့ကိုဂုဏ်ပြုပွဲလေးလုပ်ပေးတယ်အဲ့ဒီဂုဏ်ပြုပွဲလေးကိုလုပ်ပေးတဲ့ဒါရောက်လာပြီးတော့သမီးဒီဂုဏ်ပြုပွဲလေးဂုဏ်ပြုခြင်းခံရတဲ့အပေါ်မှာဘယ်လိုခံစားချက်တွေဘယ်လိုပျော်ရွှင်မှုတွေရှိလဲဆိုတာဒါဆရာတို့ကနည်းနည်းလောက်ပြောပြပေးပေါ့နော် ဒီနောက်သမီးဒီရန်ကုန်မှာရှိတဲ့ဒီလိုပွဲမျိုးတက်ရောက်ခွင့်ရရပြီးအများဝယ်ပြောပါတယ်အခုလိုမျိုးဆရာတို့နဲ့တွေ့ခွင့်ရပြီးတော့သမီးကိုဘာသာလေးမျိုးမခွင့်ကြဘဲနဲ့တရားရေးဆက်ဆံပြီးတဲ့အတွက်လည်းသမီးဒီလိုပဲပျော်ရွှင်ရပါတယ်ပြီးတော့စုပေးပွဲဆိုတော့သမီးအသေးစားလေးလိုပဲထင်တာဒီလောက်စုတွေအများကြီးရမယ်လို့လည်းမထင်ထားဘူးဒီလိုမျိုးစုတွေအများကြီးရတော့ဒီစုတွေကိုပေးတဲ့အစည်းအဝေးအဖွဲ့အစည်းတွေရောဒီစုတွေကိုပေးတဲ့အမောက်ခတွေရောဒီပါရဂူတွေရောပြီးတော့ဆရာတော်တို့ရောသမီးတကယ်ကျေးဇူးတင်ပါတယ်ဒီပွဲမှာလည်းသမီးတို့သမီးဘဝရှေ့ဆက်မဲ့ဘဝတို့သမီးတို့ခွန်အားတွေပေးတဲ့စကားတွေအများကြီးကိုသမီးကြားလိုက်ရပါတယ်အဲ့ဒါကြောင့်မလို့လည်းသမီးအရန်ဝယ်ဒီလာဂျူနဲ့တယ်လို့ခံစားရပါတယ်ပြီးတော့လမ်းခင်းမှာလည်းအစစအရာရာအစဉ်ပြေချုံးမရအောင်စီစဉ်ပေးတဲ့ဆရာတို့လည်းသမီးတကယ်ကျေးဇူးတင်ပါတယ်သမီးလေးနေနဲ့ဒီနေ့လို့ဂုဏ်ပြုခြင်းခံလိုက်ရတဲ့ပုံပေါ်ပေါ့နော်သမီးဘဝမှာဟုတ်တယ်မလားလောကရန်ကိုအန်တုပြီးတော့သူများတွေလိုပြည့်ပြည့်စုံစုံနဲ့မဟုတ်ဘဲနဲ့ဒီလိုစူးစမ်းခဲ့ပြီးတော့ဟိုရခဲ့တဲ့ဒီနေ့ရလိုက်တဲ့ရလက်တွေပုံမှာရောသမီးဘယ်လိုခံစားချက်တွေဖြစ်ပေါ်လဲပေါ့နော်ဟုတ်ဒီလိုမျိုးငါကထွက်တာတိတိကျကျသမီးအရန်ပြောတော့ဘာလို့လဲဆိုတော့သမီးတို့ဒီလိုမျိုးခက်ခဲအများကြီးကြားနေပြီးတော့ဒီခြေတွဲကိုထားပြအောင်ထားပြီးတဲ့အဖေနဲ့အမေရောသမီးကိုအားကြီးလေးရရဆိုအကုန်စုပေါင်းနေထောက်ပံ့ပေးဆရာမတွေသမီးအရန်ကျေးဇူးတင်တယ်သူတို့တို့သမီးကျေးဇူးပြန်ဆက်လိုက်နိုင်တယ်လို့ခံစားရတယ်ပြီးတော့ဒီလိုမျိုးသမီးဘဝမှာပညာရေးကိုဆုံးနိုင်အောင်တက်နိုင်အောင်လို့ကူညီပေးတဲ့လူတွေရောဆရာမတွေရောကိုသမီးကျေးဇူးတင်ပါတယ်ကျေးဇူးကိုလည်းဆက်နိုင်လိုက်တယ်လို့ခံစားရပါတယ်ရှေ့ဆက်မဲ့သမီးဘဝကိုလည်းဒီချက်ကိုပေါအောင်ကြိုးစားမှာအဲ့တော့ဒီကလေးဥပမာ၅ဘာသာဂုံလူလည်းပါထောက်သွားတယ်ပေါ့လေအခုစေးအမတ်လည်းမိနိုင်ကြီးကများတယ်အဲ့တော့ဒီကလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မိတ်ဆွေတွေအားလုံးကိုလည်းဟိုစေးချောင်းအမတ်စေးချောင်းတက်ရတော့မယ်စေးအမတ်မိတယ်ဆိုလို့ရှိရင်ဒီကလေးနဲ့ပတ်သက်ပြီးတော့ကုန်ကြမှုအပိုင်းတွေလည်းမြောင်များစွာရှိလာမှာပဲအဲ့တော့မိတ်ဆွေတွေအနေနဲ့ဒီသမီးငယ်လေးမမေသစင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီကလေးနဲ့ပတ်သက်ပြီးတော့ထောက်ခံပါတယ်ဒီကလေးဒီတကယ်ပဲလိမ္မာရေးချရှိပြီးတော့ဘဝမှာကြိုးစားတဲ့သမီးငယ်လေးဆိုတာကိုကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ဆရာသမားတွေအနေနဲ့လည်းဒီသမီးငယ်လေးကိုထောက်ခံပေးပါတယ်အဲ့တော့မိတ်ဆွေတွေအနေနဲ့လည်းတချို့တွေဆိုလို့ရှိရင်မြောင်များစွာသော sporting ပေးမဲ့ကလေးတွေကျွန်တော်တို့လွန်ခဲ့တဲ့မြောင်များစွာသောရက်တွေမှာကျွန်တော်တို့တွေ့ခဲ့ရပြီးဒီကလေးလေးတွေဆိုလို့ရှိရင်ဒါဒီနေ့မှမီဒီယာတွေနဲ့ဒီကလေးလေးတွေကိုဒါကွန်ပျူတာအခမ်းအနားမှာစတင်မိတ်ဆက်လိုက်တာကိုသမီးတို့စတင်မီဒီယာနဲ့စတင်မိတ်ဆက်တဲ့နေ့ပေါ့နော်ဒီနေ့ကဟုတ်လားသမီးပထမဦးဆုံး10တန်းဂုံလူ9ဘာသာထွက်တဲ့အချိန်မှာသမီးတို့နဲ့မီဒီယာတွေနဲ့တွေ့ဆုံမှုလေးတွေဖြစ်ခဲ့သေးလားမဖြစ်ခဲ့ဘူးเนาะဒါပထမဦးဆုံးအချိန် first time ပေါ့ဒါသမီးဘဝမှာလဲဒီအခမ်းအနားလေးရဲ့ဖြစ်တည်မှုရရှိလိုက်တဲ့ပီတိတွေကဘဝတသက်တာမှာမေးလို့ရမလားမသိဘူးမေးလို့မရနိုင်တဲ့ဘဝအမတ်တရလေးတွေပေါ့အဲ့တော့ကျွန်တော်အနေနဲ့ဒီ social media တွေမှာရှိနေတဲ့မိတ်ဆွေအပေါင်းအသင်းတွေတငယ်ချင်းအပေါင်းအသင်းတွေစသည့်မိတ်ဆွေတွေအားလုံးကိုဗုဒ္ဓဘာသာမိတ်ဆွေဖြစ်စေအစ္စလာမ်ဘာသာဝင်ဖြစ်စေဟိန္ဒူဘာသာဝင်ဖြစ်စေခရစ်ယာန်ဘာသာဝင်ဖြစ်စေကျွန်တော်တို့ကဘယ်ဘာသာဝင်ပဲဖြစ်ပါစေမိမိရဲ့အမိနိုင်ငံသားဖြစ်တဲ့အမိနိုင်ငံမှာမွေးဖွားတဲ့ဒီသမီးငယ်လေးကိုသူ့ရဲ့ပညာရေးခရီးမှာတောင်းတနေရာကနေပြီးတော့ပါဝင်ပေးပါလို့ကျွန်တော်အနေနဲ့ဒါလေးကိုအနုညွတ်ဒီကလေးတွေကိုအနုညွတ်မေတ္တာရက်ခံပန်ကြားလိုပါတယ်အဲ့တော့ကိုယ့်ရဲ့ထောက်ပံ့မှုကိုယ့်ရဲ့ကူညီပံ့ပိုးမှုတွေဟာဒီကလေးလေးတွေအတွက်ကတော့တရားဒဇင်းတစ်ခုဖြစ်စေပါလို့ကျွန်တော်အနေနဲ့မိတ်ဆွေများအားလုံးကိုဒါလေးတောင်းဆိုခြင်းပါတယ်ဗောကျွန်တော်ဘက်ကနေပြီးတော့ဒီလောက်ပါပဲခင်ဗျာကျွန်တော်ဘက်ကတော့